ထိုမျိုးသမီးသည်အိုးတဲ့သို့တွေးထွေးထဲလိုက်သည်ဆွေပြုတ်ကိုပကန်းလုံးတဲ့သို့လောင်းထည့်လိုက်သည်ထို့နောက်သူမသည်ဆွေပြုတ်ကိုယူသွားပြီးသူမ၏ရက်ဆက်သို့ရောက်ခမတဲ့ကိုကျွေးမွေးလိုက်သည်နောက်တစ်နေ့တွင်အပြင်း၌အလောက်လုပ်နေစဉ်သူမသည်ညက်ခင်းတဲ့သို့ကက်ကြီးတစ်လက်ကိုမတော်တဆပုံစံဖြင့်ပစ်ချလိုက်ပြီးလူလစ်ချိန်တွင်အမြင်ဖုတ်ထားလိုက်သည်နောက်ပိုင်းတွင်ရောက်ခမယောက်ျားဖြစ်သူမျက်ရည်ဆက်မောင်းသောအခါဖုတ်ထားသောကက်ကြီးသည်ဆက်သွားများကြားညက်ပါသွားပြီး၎င်း၏ခြေထောက်ကိုပြတ်ထွက်သွားစေခဲ့သည်စေယုံတွင်ထိုမျိုးသမီးသည်ကြေမွသွားသောခြေထောက်ကိုကြည့်ကမဲပြုံးပြုံးနေခဲ့သည်သူမအတွက်တော့ဒီအဖြစ်တန်းသည်သူပေးခဲ့သောနာကျင်မှုများနှင့်ရှင်လင်ဘာမှမဟုတ်ပေကြိုးရမယ်ဆိုရင်ဒါကသိမ့်နေလို့နေပါသေးသည်သို့တော့ဒါဒီသူမကလက်စားချီမှုအစာပြုခြင်းသာဖြစ်သည်သူမသည်အရင်ကဒီလိုပုံစံမျိုးမဟုတ်ခဲ့ပါသူမသည်အရင်ကကျင်တာပြီးရိုးသားသူဖြစ်တော်လေခင်မင်းတဲ့၏ညစ်ပေါင်းများစွာအိမ်တွင်အကြမ်းဖက်နှိပ်စက်မှုများကြောင့်ကွာရှင်းခဲ့ရသည်လမ်းခွဲပြီးနောက်သူမသည်ဆေးမြင့်များရှာဖွေရန်တောင်ပေါ်သို့တက်သွားခဲ့သည်သူမ၏နှစ်ဘူးထသို့ရောက်ခမယောက်ျားဖြစ်သူနောက်ကနေတိတ်တဆလိုက်လာလိမ့်မည်ဟုသူမထင်မထားမှာကြောက်လန့်တကားဖြင့်သူမနောက်ဆုတ်ကထွက်ပြေးရန်ကြိုးစားတော်လေသူကလမ်းပိတ်ထားခဲ့သည်ပတ်ဝန်းကျင်တွင်မိသူမှမရှိတော့အခါသူသည်သူမကိုကိုက်တွေ့ရန်ကြိုးစားရန်သူ၏စရိုက်မှန်ပေါ်ခဲ့သည်ကြောက်လန့်တသောအမျိုးသမီးသည်ပြန်မတိုက်ခတ်ရဲပါနေ့ဘက်တွင်နောက်ဆက်ခံခဲ့ရပေညဘက်တွင်ဖာလုံးမီဟုသူမကြောက်ရန်နေခဲ့သည်ထို့ကြောင့်အစိုးဆုံးကိုရင်ဆိုင်ရန်သူမ၏ကတင်ပေး၌ကတ်ကြီးတလဆောင်းထားခဲ့သည်ထင်ထားသဖြင့်တော့ထိုညတွင်သူသည်သူမ၏ပတင်ပေါက်အပြင်သို့ရောက်လာပြီးရုံမစွာပြုံးဖီလျက်တကားဖွင့်ပေးရန်တောင်းဆိုခဲ့သည်သူမသည်တောင်းတနေအားတွင်ကွင်းနေပြီးကြောက်လန့်တကားတုံလုံးနေခဲ့တော်လေနောက်ဆုံးတွင်သူသည်သူမကိုစော်ကားခဲ့လေသည်ထိုအချိန်မှစ၍သူမ၌မုန်းတိတ်စိတ်များလွှမ်းမိုးသွားခဲ့သည်သူမတွင်အပြစ်စိတ်မခံစားတော့ဘဲလင်းဖြည်းဖြည်းစိတ်တသားရလုံးပဲခံစားနေခဲ့သည်အချိန်ကြာလာသည့်အမျှသူမသည်ပိုမိုရက်ဆက်လာခဲ့သည်ခြံတွင်လူမရှိသောအခါသူမသည်ပိုးသက်သေးများကိုရိုးရိုးရည်နှင့်လဲလိုက်သောအခါရောက်ခမယောက်ျား၏တီးနှက်များညိုးလန့်ပျက်စီးသွားခဲ့သည်အိမ်ပြန်လာခဲ့စံပြုတ်ပြုတ်နေစဉ်ရောက်ခမတဲ့၏စော်ကားနှိပ်စက်မှုများအားလုံးသူမကောင်းတဲ့သို့ပြန်ဝင်လာခဲ့သည်ဒေါသများပွက်ပွက်ဆူလာပြီးသူမသည်အိုးတဲ့သို့နောက်တစ်ကြိမ်တွေးထဲလိုက်ပြီးရောက်ခမတဲ့စားသူမြတ်အတွက်တင်ကျင်စွာပင်ယူသွားလိုက်တော့သည်